ဝါတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓနုဘာဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗဓမ္မနုဘာဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗသံဃာနုဘာဝေနတရာဒုက္ခိဝန္တုတိတေတုမင်္ဂသင်တရားနာပိသပေါင်းတော်ဟောင်းတို့ဇာတာအလုံးသောတတ္တဝါနန္ဒတို့အားတဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းတဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့တဏ္ဍာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နတ်ကောင်းတာပေါင်းတို့ကလည်းပဲရက္ခဏတို့ကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းတဗ္ဗဗုဒ္ဓနုဘာဝေနကင်းငါဝါလူသေးစုမကပွင့်တော်မူကြတယ်ဆိုတော်ထာဝရဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကူတည်သောအာနုဘောတော်တို့ကြောင့်၎င်းတဗ္ဗဓမ္မနုဘာဝေနမေလီရံဘူရိရနိဗ္ဗာန်ပရိယတိဟုဆိုသောစေရန်တော်တရားတော်မြတ်တို့ရဲ့တကူတည်သောအာနုဘောတော်တို့ကြောင့်၎င်းတဗ္ဗသံဃာနုဘာဝေနမေကထံလေးရောက်ပလက်တံလေးရောက်ဆိုသောရှေရောက်တော်ရိယသံဃာသူတော်ဟောင်းတို့နှင့်တကွတိလကိုသမာဓိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေသောအာနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေခမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြကြံပါချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း